ဖြူစင်သောနှလုံးသားပိုင်ရှင်လေးရဲ့ဘဝနီကုံအချင်းဆိုတာနောင်ကျိုးလေးတစ်ခုလိုပါပဲချီနှောင်ပြီးရင်ထဲရခတ်တယ်လို့ပြည့်စည်သွားတဲ့နောင်ကျိုးလေးတွေဟာလည်းပြန်မချီနိုင်တော့ပဲထာဝရဝေးခေါ်တာတဲ့သဘောရှိတယ်ဆုံးရှုံးမှုကိုယ်စီနဲ့ချစ်သူနှစ်ဦးလုံးမှာတူညီတဲ့ခံစားချက်တွေရှိနေမှာအသေးကြပါပဲနာကျင်မှုဆိုတာချစ်ဖို့သူတိုင်းခံစားရမယ်ကုရနိဋ္ဌိသိမရှိတဲ့ဝေဒနာတစ်ခုပေါ့ ဟေးခဏလေးစာဝတ်နေရကျွန်တော်ဈေးလေးရောင်းချင်လို့ပါ brother တို့ကိုတော့ကျွန်တော်တို့စီမှာအခုဗီဒီယိုတွေကလိုမျိုးပုံစံမျိုးတွေကိုပုံပြန်ထုတ်လို့ရတဲ့ AI တွေပြီးတော့သချင်းထုတ်လို့ရတဲ့ AI တွေအပြည့်ပဲဘယ်လိုပြောမလဲငါတို့တီးတဲ့ AI တွေဒါ ChatGPT တို့ Gemini တို့ Grok Cloud ဒီ Suno တို့ပြီးရင် Leonardo အဲ့လိုတချို့ AI အများစုကိုတော့ AI နဲ့ကောလို့ကျွန်တော်တို့စီမှာလာဝယ်လို့ရပြီပေါ့နော်ဈေးတက်တာနဲ့ကျွန်တော်တို့ရဲ့ customer service ကလည်းဘယ်လောက်ထိကောင်းလဲဆိုရင်24/7 service အပြင် brother တို့ကိုစစ်ဟိလက်ရှိနေလဲမရမချင်းကိုကူညီပေးမှာပါဗျဈေးလာဝယ်သူတိုင်းကိုလည်း coffee ခါခါကနေညာနဲ့ကျွန်တော်ဖျားရှိခိုးတိုင်းမြတ်တာပွေးမှာဖြစ်ပါတယ်ဗျမင်္ဂလာပါ coffee ခါခါပရိသတ်တို့ဒီနေ့မှာတော့အနော်ရထမင်းနဲ့မိဖုရားငယ်စောမွန်လာတို့ရဲ့ယင်းနှစ်စရာအချစ်ဇလန်းလေးအကြောင်းပြောပြပေးသွားမှာပါအချိန်ကခရစ်နှစ်1046လောက်ပါပကံပြည်ကိုအနော်ရထမင်းအုပ်ချုပ်နေတဲ့အချိန်ပေါ့ဒီနေ့မှာပကံပြည်ရဲ့အရှိမြောက်ဖက်ပုံညက်လို့အမည်ရတဲ့တောထဲမှာအနော်ရထမင်းတယောက်လေးနဲ့မြောက်ကန်ပြီးအမဲလိုက်ထွက်လာခဲ့တယ်ဗျတနေရာအရောက်မှာကလေးမလေးတယောက်ရဲ့အော်ဒါကိုကြားလိုက်ရလို့ပြေးကြည့်တော်ဝတ်တကောင်လိုက်လို့ပြေးနေတဲ့6နှစ်အရွယ်ရှမ်းဝစ်စုံတဲ့မိန်းကလေးကိုတွေးလိုက်ရတာပေါ့မင်းကြီးကမတုံဆိုင်ပဲတော်ဝက်စီကိုမြားနဲ့ပြစ်ပြီးကလေးမလေးကိုကယ်တင်လိုက်တယ်ဗျကလေးမလေးကကြောက်လန့်ပြီးတတိလက်သွားတာပေါ့ကလေးမလေးပြန်တတိရလာတော့နော်ထာမင်းကသူ့မကိုကြောပုံရင်တနေရာကိုသွားနှိခဲ့တယ်တနေရာရောက်မှာတခြားတိုင်းပြည်ကရဲမန်းယောက်ကိုတွေ့တော့ကလေးမလေးကမင်းကြီးရဲ့ကြောပေါ်ကနေဆင်းပြီးအဲ့ဒီရဲမတွေစီပြေးသွားခဲ့တာပေါ့အနော်ဒါမင်းကလည်းတော်ရဲကိုပြန်ထွက်လာခဲ့တယ်ရဲမက်တွေစီအရောက်မှာကလေးမလေးကထွက်သွားတယ်မင်းကြီးရဲ့ကြောပြင်ကိုကြည့်သူမလက်မောင်းမှာသီးထားတဲ့ပေါ်ဝါလေးကိုတတိထားမိသွားတယ်ဒီမှာလည်းနော်ဒါမင်းကြီးနဲ့စောမွန်လာမင်းသမီးလေးတို့စတွေ့ခဲ့ကြတာပေါ့ဒီမှာပဲစောမွန်လာလေးကနော်ဒါမင်းကြီးကို fall in love သွားတာပေါ့ဗျာဇလန်းကိုဆက်ရရင်ခရစ်နှစ်1050ခွန်မှာနော်ထာမင်းကြီးကတထုံကိုဝင်တိုက်ပြီးခရစ်နှစ်1058အစောပိုင်းမှာအနာယူခဲ့ပြီးပီရကတ်တော်တွေကိုပင့်ဆောင်သွားတယ်ဆိုတဲ့သတင်းဟာအရှိဘက်မော်ရှမ်းပြည်အထိပါပြန့်နှံ့သွားတာပေါ့အဲ့သတင်းစကားကိုမော်ရှမ်းပြည်ရဲ့နန်းဆောင်တနေရာကမိန်းကလေးတစ်ယောက်ကကြားသွားပြီးတိတ်တိတ်ကလေးကြည်နူးနေခဲ့တယ်ဗျပထုံကနေပြန်ရောက်ပြီးချင်းမှာပဲနော်ထာမင်းကြီးကအရှိနဲ့မြောက်ဘက်မှာရှိတဲ့ရှမ်းရိုးမှာကုန်းပြင်းမြေတစ်လျှောက်မှာကတုတ်မြို့43မြို့ကိုတိစောက်ပြီးသူ့ရဲ့အာဏာစက်ကိုဖျက်လိုက်တော့တယ်ဗျဒီလောက်ရက်ကရှမ်းပြည်နယ်မော်ရှမ်းဒေသကမော်စောဘွားကြီးတွေအတွက်စိုးရိမ်မှုတွေဖြစ်လာစေခဲ့တယ်ဗျနောက်တော့နော်ထာမင်းရဲ့အာဏာစက်ကိုကြောက်ရွံ့ပြီးမိတ်ဆွေဆက်ဆံရေးတိစောက်ဖို့သူ့ရဲ့သမီးတော်စောမွန်လာလေးကိုပကံပြေကိုပို့ဆောင်ပြီးမိဖုရားအဖြစ်ဆက်သားလိုက်တော့တယ်ဗျဒါကိုနော်ထာကလက်ခံပေးမယ်စောမွန်လာလေးကလည်းမငင်းရှာပါဘူးစောမွန်လာလေးရဲ့ရုပ်ရည်မှလည်းပြောစရာမရှိသလိုဘာသာတရားလည်းတော်တော်ကိုင်းဆိုင်တာဗျသူမမသွားခင်မှာအမေဖြစ်သူကနှစ်တောင်းလေးတစ်ခုကိုလက်တောင်ထည့်ပေးလိုက်တာပေါ့ရိုးရိုးနှစ်တောင်းတော့မဟုတ်ပဲဖျားရှင်ရဲ့တီရိယဓာတ်တော်ထည့်ထားတဲ့နှစ်တောင်းလို့သမိုင်းစာပေတွေအရာသိရတယ်ဗျတကယ်ဟုတ်လားဆိုတာတော့ကျွန်တော်လည်းမသိပါဘူးတီးကြည့်ရင်တော့ရွှေသားရင်ဖျားမှာသွားလေးလာလို့ရပါတယ်အခုတော့ဇလန်းကိုဆက်ပါမယ်အဲ့နှစ်တောင်းလေးကစောမွန်လာအတွက်ကံကြမ္မာဇိုးတွေကိုယူဆောင်လာမယ်ဆိုတာကိုဘယ်သူမှမသိခဲ့ကြဘူးဗျဒီလိုနဲ့ခရစ်နှစ်1058မှာစောမော်လာလေးကပကံနန်းတော်ကိုရောင်းလဲလဲနဲ့ရောက်လာခဲ့တာပေါ့ရောက်ချင်းမှာပဲအနော်ထာမင်းကသူမောက်ကိုမြောက်နန်းဆောင်မိဖုရားအပြင်တင်မြောက်လိုက်တယ်ဗျအရွယ်ငယ်ပြီနုပြိုချောမောတဲ့အပြင်ဘာသာတရားကိုလည်းကိုင်းဆိုင်နေမိဖုရားငယ်လေးမင်းကြီးရဲ့မျက်နှာသာပေးတာကိုခံရတာပေါ့ဗျာဒါကိုဂျေဝင်နေတဲ့မိဖုရားနဲ့အမတ်တွေကတက်တက်ကိုရှိနေတာပါအဲ့တဲမှာအစိုးဆုံးကမိဖုရားကောင်ကြီးစောမင်းလာပါသူမကစောမော်လာလေးရဲ့အရှိမတော့အမာကြီးတယောက်လိုကာကွယ်ပေးနေတာကြောင့်မိဖုရားငယ်လေးစောမော်လာရဲ့ယုံကြည်မှုကိုပါရခဲ့တာဗျာဒီချက်ကမိဖုရားကောင်ကြီးရဲ့အားသာချက်ကြီးတစ်ခုဖြစ်သွားပြီးစောမော်လာလေးကတော့နန်းတွင်းကနေနှင်ထုတ်နိုင်ဖို့ကြံစီတော့တာပေါ့ဒါကိုမသိတဲ့မိဖုရားငယ်လေးစောမော်လာကသူမရဲ့နန်းဆောင်နဲ့မိဖုရားကောင်ကြီးကိုအမြဲတမ်းဝင်ထွက်သွားလာနိုင်ဖို့ခွင့်ပြုခဲ့တယ်ဗျဒီမှာပဲမိဖုရားငယ်လေးရဲ့ကကြမ္မာဆိုးကစပါတယ်ဖယားရှိခိုးတိုင်းသူမရဲ့နှစ်တောင်းလေးကအယောင်ဝါတွေထွက်လာပြီးနန်းဆောင်တစ်ခုလုံးထိတ်လင်းသွားတာဗျဒီဖြစ်စဉ်ကိုမြင်နေရတာကမိဖုရားကောင်ကြီးနဲ့အကြံသမားတစ်တိုက်ပါနောက်နေ့တွေမှာမင်းကြီးအလဲရောက်လာတိုင်းမိဖုရားငယ်လေးကနှွေးထွေးသွားကြိုးဆိုပြီးဘရင်ကြီးအနားကနေလိုလေစိတ်မရှိပြုစုပေးရင်ပျော်ပျော်ရွှင်ရွှင်နေ့ရက်တိုင်းကိုဖျက်ဆီးနေခဲ့တာပေါ့ဒီလိုနဲ့ပဲနော်ထာမင်း
ရမိဖုရားငယ်လေးအပေါ်ချစ်စိတ်တွေတိုးလာပြီးသူရဲ့အားလက်ချိန်တွေကိုမိဖုရားငယ်လေးရဲ့နန်းဆောင်ကိုပဲရောက်နေတော့တာပေါ့ဒါကိုမနာလို့ဝတ်တော်စိတ်တွေနဲ့စောင့်ကြည့်နေတာကမိဖုရားကောင်ကြီးပါတနေ့နန်းနီလာကန်လူပုံလဲမှာမိဖုရားကောင်ကြီးကမင်းကိုစပြီးရိတ်ပိတ်ပါတော့တယ်မိဖုရားငယ်လေးကမင်းကိုအော်လန်အတက်ပညာနဲ့ပြုစားပြီးမင်းအချစ်ကိုရယူနေတာမင်းကိုပြူစားနိုင်ကိုညာတိုင်းထူးဆန်းတဲ့ကျင့်စဉ်တွေကိုကျင့်နေရကြသူမရဲ့နဲဆောင်ဟာညာတိုင်းလင်းထိန်နေတတ်တယ်မယုံရင်မင်းကိုယ်တိုင်ကျူစားတော့မူပါဆိုပြီးဂုံချလိုက်တော့တာပေါ့မင်းရအစာပိုင်းမှာမယုံကြည်ပါဘူးဒါပေမဲ့လူပြောများလာတာကြောင့်ဒီတိုင်းထားလို့မရတော့တဲ့အတွက်ကိုယ်တိုင်စုံစမ်းဖို့လုပ်ပါတော့တယ်ဒီလိုနဲ့တညမှာအနော်ထားမင်းရမိဖုရားငယ်လေးရဲ့နဲဆောင်စီမဝဲပဲအဝေးတနေရစောင့်ကြည့်နေခဲ့တယ်ဗျခဏကြာတော့ဘယင်းအော်တုတ်လုသွားခဲ့တယ်တကယ်ပဲမိဖုရားငယ်လေးရဲ့နဲဆောင်ကလင်းထိန်လာတာကိုတွေ့ရတာပါအညာမှာမင်းလေသူ့ရဲ့အိတ်ဆောင်ကိုပြန်ပြီးအတွေးနဲ့ချက်နေခဲ့တယ်ဗျနောက်နေ့နန်းနီလာကန်မိဖုရားငယ်လေးရောက်လာခဲ့ပါတယ်အเจ้าကဘယင်းစင့်ခေါ်တာအကြောင်းပါနန်းနီလာကန်လည်းရောက်တော့အမတ်တွေနဲ့မိဖုရားကောင်ကြီးအပြင်ဘယင်းကြီးအစီကပါအေးဆက်တဲ့ခဏချက်တွေကိုမိဖုရားငယ်လေးတယောက်ခံစားနေပြီးခဲ့တယ်ဗျမော်လာလေးကအရင်ဆုံးဘယင်းကြီးကိုပြုံးရွှင်တဲ့မျက်နှာလေးနဲ့အယိုးအသေးပေးလိုက်ပေမဲ့ဘယင်းကြီးကသူ့မော့အသေးရမပြုတ်ပဲမျက်နှာလွှဲသွားခဲ့တယ်ဗျနောက်တော့မိဖုရားငယ်ကျွန်ုပ်တင့်ကိုစင့်ခေါ်ရခြင်းကတင့်ရဲ့အောက်လက်အတက်တွေကြောင့်ပဲစောမော်လာလေးတယောက်အန်အော်ပြီးတိတ်ဆိတ်နေခဲ့တယ်နောက်တော့မင်းထားရင်လည်းတက်ရင်လည်းတည်ရပါကျွန်တော်မျိုးမမှာပဲအပဲအောက်လက်အတက်ပညာမှာမရှိပါမိဖုရားငယ်ရှောက်တင်မှုအမတ်တရားဝမ်းဝမ်းကက်ကွက်ကြတာပေါ့စောမွန်လာလည်းသူမအယုံကြည်ရဆုံးသူမိဖုရားကောင်ကြီးကိုလန့်ကြည့်လိုက်တော့မှမိဖုရားငယ်လေးတယောက်ထိတ်လန့်သွားခဲ့တယ်ဗျမိဖုရားကောင်ကြီးကသူမကိုကောက်ကျစ်တဲ့အပြုံးနဲ့ကြည့်ပြီးရဲနေလို့ပါပဲနောက်ဆုံးမှာတော့အမတ်တွေနဲ့မိဖုရားကောင်ကြီးရဲ့ဖိအားပေးမှုတွေရောကိုယ်တိုင်မြင်တွေ့ထားရတာတွေကြောင့်ပါမလွဲတာတော့ပဲမိဖုရားငယ်လေးစောမွန်လာကိုသူမရဲ့မွေးရဲ့မြေစီပြည်နင်တန်ပေးလိုက်ပါတော့တယ်ဗျအနောက်ရဲမတ်တွေရဲ့မိဖုရားငယ်လေးကိုနန်းနီလာခန်းကနေဆွဲထုတ်သွားခဲ့တယ်မိဖုရားငယ်လေးကဘယင်းကြီးကိုလန့်ကြည့်ပြီးငိုကြွေးနေပေမဲ့ဘယင်းကြီးကသူမော့မျက်နှာလွှဲထားခဲ့တယ်။ကဲနောက်ဆုံးမှာတော့အချွေရမပါပဲစောမော်လာလေးတယောက်ကကံပြေးရတဲ့ထွက်ခါလာခဲ့ရတယ်ဗျ။တောင်ကုန်းတနေရာအရောက်မှာစောမော်လာလေးကနောက်မှာကြံနေခဲ့တဲ့ကံပြေးကိုတမင်လဲပြန်ကြည့်ရင်နောက်ဆုံးအနေနဲ့သူမတိတ်ချရတဲ့ဘယင်းကြီးကိုအပီးတိုင်နှုတ်ဆက်ရင်ဂျင်နာစွာနဲ့သူမရဲ့မွေရဲ့မြေကိုပြန်လာခဲ့ရတာပေါ့။ပကနန်းနီလာခဲ့ရင်အလဲမှာနော်ထားမင်းတယောက်တည်းရှိနေကြည်သူ့ကိုယ်ပေါ်မင်းတစားတွေကိုဖဲနေတော့လေပြေးလေးတစ်ချက်ကမျက်နှာတဲ့တွေကိုတိုက်လာခဲ့တယ်ဗျ။ဘယင်းကြီးရဲ့အတွေးအာရုံနဲ့မှာမိဖုရားငယ်လေးကနှစ်ဖူးကိုအနမ်းပေးလိုက်တဲ့ခံစားချက်လေးကိုအာယုံခံမိလိုက်တာပေါ့ဟုတ်ပါတယ်အဲ့ချိန်မှာမိဖုရားငယ်လေးစောမော်လာတယောက်သူမရဲ့မွေးရဲ့နန်းဆောင်လေးမှာပဲခဏချီချသွားခဲ့တာပေါ့ဗျာအကျဲဆိုတော့ရာယူပိုင်ဆိုင်နိုင်ဖို့လည်းမဟုတ်တယ်လို့သို့လို့နင့်နာခံစရာလည်းမလိုပါဘူးနှစ်ယောက်စလုံးကသာနားလည်မှုရှိဘောကချားသွားရင်တော့အတူရှိနေနိုင်ပါသေးရဲ့ဟေးကောင်လာစမ်း ဘာဖြစ်လို့လဲအဖိုးရဲ့ ဒီဗီဒီယိုတွေကဟာတွေကဘယ်လိုလုပ်ရတာလဲဟာ ဒါလားအဖိုးဒါကလွယ်လွယ်လေးကော်ဖီခါခါပိတ်ချိုသွားမေးကြည့်လေ စိတ်ချရပြီးပရီမီယံအကောင့်တွေကိုကော်ဖီခါခါစီမှာအခုပဲယုံကြည်စိတ်ချစွာဝယ်ယူလိုက်ပါ Hello what's up everyone ကျွန်တော်တို့ခုလိုမျိုးရှေ့ကနေ AI အရှိရလို့ပေါ့နော် AI ဗီဒီယိုမျိုးတွေ AI ကြော်ညာဗီဒီယိုတွေပေါ့နော် AI ကြော်ညာဗီဒီယိုတွေအပြင်ကျွန်တော်ခုလိုလုပ်နေတဲ့ပုံစံဗီဒီယိုလေးတွေပါ browser တို့လိုက်လုပ်ချင်ကြလားအဲ့လိုချင်နေဆိုရင် browser တို့ကကျွန်တော်တင်းကောင်းတစ်ခုပါတယ်တင်းကောင်းပါလဲဆိုရင် browser တို့ကိုလည်းကျွန်တော်တင်တန်းဖွင့်လှစ်ပေးထားရပါတော့တင်တန်းကဘယ်လိုလဲဆိုရင်အကုန်လုံးနဲ့ကျွန်တော်တင်ပါအဲ့လိုမျိုးကျွန်တော်လူတွေအကုန်လုံးကျွန်တော်မတင်ပါဘူးကျွန်တော်ဗီဒီယိုတွေကျွန်တော်ပို့မပေးပါကျွန်တော်ဘယ်လိုလဲဆိုရင် by one class ကျွန်တော်လည်း one on one တင်ပေးမှာပါဘယ်မှာလဲဆိုရင်ကျွန်တော် Zoom သို့မဟုတ်ကျွန်တော် Telegram မှာတင်ပေးသွားရပါတော့ browser အဆင်ပြေလို့တက်လို့ရတယ်လို့ရှိရင်ဒီတက်ချင် browser ဘာလို့လိုအပ်လဲလိုအပ်တာ browser ဘာ laptop တစ်လုံးလိုအပ်တယ် internet ကောင်းကောင်းဆိုတာထက် internet ကောင်းကောင်းတော့တိတ်မလို့ဘူးပေါ့နော် laptop တစ်လုံးရယ် VPN တစ်ခုရယ် CapCut Pro အကောင့်ရယ်ပြီးလို့ရှိရင်ရရပေါ့နော်ကျွန်တော်တင်လာတက်လို့ရှိရင်ကျွန်တော်ဘက်ကဘာလို့လုပ်သွားမှာလဲကျွန်တော်ဘက်ကတော့ Camera Pro အကောင့်တစ်ကောင်တစ်လားသားပေါ့နော် browser တွေကိုကျွန်တော်ထောက်ပတ်ပေးပါမယ်လောက်ပါပဲပြီးရင်ကျွန်တော်တက်တဲ့အထိကျွန်တော်တင်ပါမယ်3ရက်အတွင်းမှာပြီးလို့ရှိရင် browser မှာအဲ့ထက်ကျွန်တော်တင်ပေးတဲ့ course အပြင်ပြီးပြီးတော့ browser ဆက်တက်ချင်သေးရဆိုရင်ကျွန်တော်အချိန်ကိုယူပြီးတော့လဲ browser ကို intensive class နဲ့ကျွန်တော်ပြန်ဖွင့်ပြသွားဖြစ်ပါတယ်အဲ့တော့ browser တို့ကျွန်တော်စီကဘာ service တွေရလဲဆိုရင် AI ကြော်ညာ AI နဲ့ကြော်ညာဗီဒီယိုတွေကျွန်တော်လုပ်ပေးပါတယ်ခုရှိရလည်းမျိုးပြီးလို့ရှိရင်ကျွန်တော်တင်တန်းလေးလည်းဖွင့်ထားပါတယ်အဲ့တော့ဘာလို့တီးကျင်တာကုန်ရှိလို့ရှိရင်ကျွန်တော်စီကိုလာမေးလို့ရပါတယ်ကျွန်တော်ဈေးလေးရောင်းပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုပြန်တွေ့ကြပါမယ်ကျေးဇူးပါ